င်ပါဇက်ကဒီလိုစကားမျိုးတွေကိုမထွက်နိုင်အောင်သာထိန်းထားနိုင်မဲ့ဆိုရင်သင်ဟာလူတိုင်းထက်ခြေတလန်းပိုတာနေမှာနော်သင်ဟာလူအများကြားမှာစကားပြောဖို့ကြောက်နေတတ်သလားဒါဆိုဒီဗီဒီယိုလေးကိုစုံအောင်နားထောင်သွားနော်ဒီအကြောင်းလေးကိုမစခင် channel လေးကို like လုပ်ထားပေးအောင်နော်တခါတုန်းကစိတ်ပြတ်ဝမ်းနည်းစွာလမ်းလျှောက်လာနေတဲ့လူငယ်လေးတစ်ယောက်ကိုအဖိုးအိုတစ်ယောက်ကအခုလိုဆုံးမစကားပြောခဲ့ပါတယ်မှတ်ထားကောင်းလေးလောကမှာလူတိုင်းကိုမပြောသင့်နဲ့လျှို့ဝှက်ထားရမယ့်အရာ9 ခုရှိတယ်ကိုယ့်ရဲ့ဝမ်းနည်းစရာတွေပြဿနာတွေကိုလူတိုင်းကိုမပြောပါနဲ့ကိုယ့်ဘဝမှာအခက်အခဲတွေဝမ်းနည်းစရာတွေကြုံလာရင်တယောက်ယောက်ကိုယင်ဖွင့်လိုက်ရင်ခဏတော့တတ်တာသွားနိုင်ပါတယ်ဒါပေမဲ့လူတွေမင်းရဲ့ပြဿနာတွေကိုသိသွားတဲ့အခါသူတို့ကကူညီဖို့ထက်မင်းကိုအားနည်းသူပျော့ညံ့သူလို့မြင်လာတတ်ပါတယ်ပိုဆိုးတာကမင်းကိုမနာလိုသူတွေမင်းရဲ့ပြိုင်ဘက်တွေကအဲ့ဒီအခက်အခဲတွေကိုမင်းရဲ့အားနည်းချက်အဖြစ်သုံးပြီးမင်းကိုထိုးနှက်ကြလိမ့်မယ်နှစ်အတိတ်အမှားတွေအနာဂတ်အစီအစဉ်တွေကိုလည်းလူတိုင်းကိုမပြောပါနဲ့အတိတ်ကအမှားဆိုတာပြန်ပြင်လို့မရတော့တဲ့အရာပါအဲ့ဒီအမှားတွေကိုလူတိုင်းသိသွားရင်သူတို့ကအဲ့ဒီအမှားတွေကိုပဲထပ်ခါပြောပြီးမင်းကိုလှောင်ပြောင်ကြလိမ့်မယ်မင်းအပေါ်ယုံကြည်မှုတွေလည်းလျော့သွားပါလိမ့်မယ်အလားတူပဲအနာဂတ်အစီအစဉ်တွေကိုလည်းဗဇက်နဲ့မလွယ်တကူမပြောပါနဲ့ရှိမှာတော့တော်လိုက်တာလို့ချီးကျူးကြပေမဲ့နောက်ွယ်မှာတော့မနာလိုစိတ်တွေနဲ့မင်းအောင်မြင်မလာအောင်တားဆီးဖို့ပါစူးစမ်းကြနိုင်ပါတယ်အစီအစဉ်ကိုစကားနဲ့မပြောပါနဲ့အလုံးနဲ့ပဲတတ်သိပြပါ3ကိုယ့်ရဲ့အိမ်တွင်းရေးကိုအပြင်းမထုတ်ပါနဲ့စကားပုံတစ်ခုပဲရှိပါတယ်အတွင်းမီးကိုအပြင်းမယူနဲ့မိသားစုအတွင်းပြဿနာတွေဇနီးမယားကြားကအခက်ခဲတွေကိုတခြားသူတွေကိုပြောလိုက်ရင်နောက်ဆုံးအကျိုးရုပ်သွားတာကိုနဲ့ကိုမိသားစုပါပဲမိသားစုအကြောင်းမကောင်းပြောလိုက်တာဟာကိုပောင်ကိုလှန်ထောင်းတယ်လို့ပါပဲကိုရဲ့အားနည်းချက်အားသာချက်တွေကိုလူတိုင်းကိုမပြောပါနဲ့မင်းရဲ့အားသာချက်ကိုသိသွားရင်ပြိုင်ဘက်တွေကအဲ့ဒီအားသာချက်ကိုနီးမျိုးစုံနဲ့တားဆီးဖို့စူးစမ်းကြလိမ့်မယ်မင်းရဲ့အားနည်းချက်ကိုသိသွားရင်လည်းအဲ့ဒီအရာကိုအသုံးချပြီးမင်းကိုထိုးနှက်ကြလိမ့်မယ်ဒါကြောင့်ဖြစ်နိုင်ရင်ကိုရဲ့အားနည်းချက်တွေကိုအရန်နီးစပ်သူတွေကိုတောင်မလွယ်လင်းတကူမပြောပါနဲ့ငါကိုရဲ့ဝင်ငွေလာစာကိုလူတိုင်းကိုမပြောပါနဲ့မင်းမှာဝင်ငွေဘယ်လောက်ရှိလဲလာစာဘယ်လောက်ရနေလဲဆိုတာလူတိုင်းသိဖို့မလိုပါဘူးတချို့ကမနာလို့ဖြစ်မယ်တချို့ကအားထားမယ်တချို့ကအမျက်ထုတ်ချင်လာမယ်တိတ်လုံတိတ်တက်ဒါကလုံခြုံဆုံးလမ်းပါလူအများကြားစကားပြောရဲစေမိနီးလန်းကောင်းမိမိကိုယုံကြည်မှုအုံမြင့်ချခြင်းစကားမပြောမီငါလုံနိုင်တယ်ဆိုတဲ့စိတ်ဓာတ်ကိုအရင်မွေးမြူပါပြောမိအကြောင်းအရာကိုကျွမ်းကျင်စွာပြင်ဆင်ခြင်းကိုပြောမဲ့အကြောင်းအရာကိုတေးတေးချာချာသိထားရင်စိုးရိမ်စိတ်90%ကျော်ရောကျသွားပါလိမ့်မယ်3အမှားလုံးမိမှာကိုမကြောက်ပါနဲ့စကားပြောရင်မှားသွားရင်လည်းအပြုံးမပြတ်ပဲဆက်သွားပါပရိသတ်ကတင်းထင်တယ်လို့တင်းအမှားကိုအာယုံမဆိုင်ကြပါဘူးအသက်ရှူလေးကျင်ခန်းဖြင့်စိတ်အေးအောင်ထားခြင်းစကားမပြောမီအသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်ခြင်းကရင်ခုန်တာကိုတတ်တာစေပါတယ်85မျက်လုံးချင်းစုံကြည့်ပြီးစကားပြောပါ eye contact ပရိသတ်တွေကကိုအားပေးမဲ့မျက်နှာမျိုးကိုရှာပြီးကြည့်ပြောခြင်းကယုံကြည်မှုတိုးစေပါတယ်6ခန္ဓာကိုယ်ဟန်ပန် body language ကိုအသုံးချခြင်းမမတ်ရက်ပါလက်ဟန်ချီဟန်ကိုတဘာဝကြကြအသုံးပြုပါဒါကတင့်ကိုပို့ပြီးပိုင်နိုင်နေလို့ထင်ရစီပါတယ်9အစမ်းလိကြည့်မှုကိုအကြိမ်ကြိမ်ပြုလုပ်ခြင်းမှန်ရှိမှဖြစ်စီရင်းနှီးတဲ့သူနေချင်းရှိမှဖြစ်စီအကြိမ်ကြိမ်အစမ်းပြောကြည့်ပါ10
စကားပြောသည့်အရှိန်အဟုန်ကိုထိန်းညှိခြင်းအယမ်းမြင့်မြန်ပြောတာကစိတ်လှုပ်ရှားနေမှန်းသိတာစေပါတယ်အေးအေးဆေးဆေးနဲ့ရှင်းရှင်းလင်းလင်းပြောဖို့ကြိုးစားပါကိုအကောင်းမြင်စိတ်ဖြင့်ပရိသတ်ကိုချင်းကပ်ခြင်းရှေ့ကနားထောင်နေသူတွေကိုကိုဝေဖန်မဲ့သူတွေလို့မမြင်ပဲကိုစီကအသိပညာလာယူတဲ့မိတ်ဆွေတွေလို့သတ်မှတ်ပါ10အတွေ့အကြုံများများရှာဖွေခြင်းအခွင့်အရေးရတိုင်းဝင်ပြောပါအပြောများလေလေပိုကျွမ်းကျင်လာလေလေဖြစ်ပါလိမ့်မယ်